ချင်းတွေနေရာကိုထားရောက်ပြီးမှလည်းလေးစားစွာတင်ပြအပ်ပါတယ်ရှင်ဆုလက်ခံရယူပြီးမှလည်း Land Master Presenting to 2025-2026 Presenting တာဝန်ယူသောထိုင်ချင်းတွေများအားလေးစားစွာတင်ပြအပ်ပါတယ်ရှင်ဒီမှာရှင်ထိုင်ချင်းတွေများအားလုံးစုပါပြီးတော့အမှတ်တရစပါမှတ်တဲ့ပုံလေးကိုပြဖို့တာပါရှင်စညာချင်းတွေပြပါတော့ဒီကိုတိုင်းလာတဲ့စက်တဲ့တာတွေပေါ်တော့ပုံလေးကိုထားဆော့ပြီးတော့ကျေးဇူးတင်ရှိပါရှင်တန်ရှင်းသောဆရာကြီးတွေဝိုင်းအားကြီးကြပြရစီတင်အားဖိတ်ခေါ်ပါရှင်လာမစတာစတာ2025-2026ပြန်ဝင်တန်ရှင်းသောဆရာကြီးတွေဝိုင်းအားကြီးကြပြရစီတင်အားမတရားဆိုရင်သူကြီးကိုတက်တော့ပေးနေဖြစ်ပါရှင်Land Master Presenting to 2025-2026 January အကောင်းဆုံးဘုဒ္ဓမဆုကိုရရှိသွားသူကတော့ကျောင်းနံပါတ်1 Seven Brothers ဒီမှာမင်းခန့်ချစ်ပါရှင်ဆုလက်ခံရယူပေးနိုင်တဲ့ပေါ်ပါရှင်အကောင်းဆုံးဘုရားမဆုအတွက်မတရားဆိုရင်စုချင်းကိုကျန်5သိန်းဖြစ်ပါရှင်စုချင်းတွေပါတော့ဒီလိုစနေတိုင်းကော်မတီဝင်တိုင်းကိုတန်ဆန်ထောင်းကျေးဇူးတင်နေရှိပါရှင်အကောင်းဆုံးတရားသမားဆုကိုရရှိသူကတော့ကျောင်းနံပါတ်9လာတဲ့အောက်ဒီမှာအားနာပါဖြစ်ပါရှင်လာမစတာPresenting to 2025-2026 January အကောင်းဆုံးတရားသမားဆုရရှိသူတို့ကမတရားဆိုရင်စုကြီးကိုကျန်5သိန်းဖြစ်ပါရှင်Land Master Presenting to 2025-2026 January စလုံးထားဆုရရှိသည့်မာယာနိုကာအစီအစဉ်အတွက်စုကြီးကိုကျန်10သိန်းထိနေခြင်းဖြစ်ပါရှင်စုကြီးတွေပါတော့ကျွန်တော်ပြောတော့စနေတိုင်းကော်မတီဒုတိယမိသားစုကြောင့်ဦးညီညီပါကျေးဇူးတင်နေရှိပါရှင်ဆုလက်ခံရယူပေးနိုင်ပါရန် Land Master Presenting to 2025-2026 January တတိယဆုရရှိသည့် ULADFC အသင်းအားဆုလက်ခံရယူပေးနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်So the Bureau of Land Master Presenting to 2025-2026 January တတိယဆုရရှိတဲ့ ULADFC အသင်းအားဆုကြေးကိုကျန်15သိန်းချီးမြှင့်မှာဖြစ်ပါတယ်ရှင်ဆုရရှိတဲ့ပါတော့မြန်မာနိုင်ငံမှာတော့ပြည်သူ့စစ်တပ်တက်တာမျိုးတော့ကော်မတီဒုတိယဥက္ကဋ္ဌပြုတော်မှာကျေးဇူးတင်နေရှိပါတယ်ရှင် Land Master Presenting to 2025-2026 January ဒုတိယဆုရရှိတဲ့ Seven Brothers အစီအစဉ်အားဆုလက်ခံပေးနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ဇလယူ Land Master Presenting to 2025-2026 January ဒုတိယဆုရရှိတဲ့ Seven Brothers အစီအစဉ်အားဆုကြေးကိုကျန်30ချီးမြှင့်ပေးမှာဖြစ်ပါတယ်ရှင်ဆုချီးမြှင့်ပေးပါတော့မြန်မာနိုင်ငံပေါ်လို့ဖွဲ့ထားတဲ့ဆယ်လေးကော်မတီဥက္ကဋ္ဌဦးချင်းတဲ့တရားကျေးဇူးတင်ရှိပါတယ်ရှင်ပထမဆုရရှိတဲ့တရားတဦးချင်းဆုတဲ့ဆုကြေးကိုကျန်30ချီးမြှင့်ပေးအစီအစဉ်ပဲဖြစ်ပါတယ်ရှင်
Landmaster League 2 2025-2026 ပြိုင်ပွဲတွင်ပထမဆုရရှိသည့် Classy FC အသင်းအားတဦးချင်းဆုကစိတ်နှင့်ဆုကြေးငွေကျပ်သိန်း 50 အားလက်ခံပေးနိုင်ပါရန်ဖိတ်ခေါ်ပါရှင်။ Scenario Landmaster League 2 2025-2026 ပြိုင်ပွဲတွင်ပထမဆုရရှိသည့် Classy FC အသင်းအားဆုကြေးငွေကျပ်သိန်း 50 ချီးမြှင့်ပေးမှာဖြစ်ပါတယ်ရှင်။ Managing Director of Simon Artist to the Distribution, Salary. Thomas Piaget, Classy FC အသင်းအား Champion ဆုသားချီးမြှင့်ပေးနိုင်ပါရန်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဦးစိန်မြင့်တက္ကသိုလ်ဘောလုံးကော်မတီဥက္ကဋ္ဌဦးဝင်းသောအားလေးစားစွာဖြင့်ပန်ကြားပါတယ်ရှင်။ ကောင်းကောင်းယူပေးပါမယ်ရှင်